အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးမယ့်အကြောင်းအရာလေးကတော့Facebook မှာပေါ့နော်ကိုတင်ခဲ့သမျှstory mind day တွေကိုပြန်ကြည့်လို့ရမယ့်နည်းလေးနဲ့ဖြတ်ချင်တယ်ဆိုရင်လည်းဖြတ်လို့ရမယ့်နည်းလမ်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့နည်းပညာနဲ့ပတ်သက်တဲ့ဝိသုဒ္ဓတွေလေ့လာလို့ရအောင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပေးဖို့လည်းတောင်းဆိုချင်ပါတယ်ဒါဆိုရင်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ Facebook ထဲကိုဝင်လိုက်ပါမယ်Facebook ထဲကိုရောက်ပြီဆိုရင်တော့ကျွန်တော်တို့ profile နဲ့ကိုဝင်ရမယ့်နေရာလေးပေါ့နော်အခုကျွန်တော်မြားထုတ်ပြထားတဲ့နေရာလေးကိုဝင်လိုက်ပါမယ်ဗျပြီးရင်တော့ကျွန်တော်တို့ရဲ့ profile နဲ့ကိုဝင်လိုက်ပါမယ်ပြီးရင်တော့အခုကျွန်တော်4000 white ပြထားတဲ့နေရာမှာအဆက်ပြောက်လေး3ပြောက်ရှိပါတယ်အဲ့ဒါလေးတွေဝင်လိုက်ပါမယ်ပြီးရင်တော့အခုဒီ archive ဆိုတာလေးပေါ့နော်အခုကျွန်တော်4000 white ပြထားတဲ့နေရာလေးတွေဝင်လိုက်ပါမယ်ဗျဟုတ်ကဲ့ပြီးရင်တော့ဒီအပေါ်ဆုံးဘယ်ဘက်မှာရှိတယ်အခုကျွန်တော်မြားထုတ်ပြထားတဲ့story archive ဆိုတာလေးတွေဝင်လိုက်ပါမယ်ဒါဆိုရင်တော့ကျွန်တော်တို့တင်ခဲ့သမျှ mind လေးတွေကိုဒီမှာဝင်ကြည့်လို့ရတယ်ပေါ့နော်ပြန်ပြီးဖြတ်ချင်တာပဲဖြစ်ဖြစ်စေ့ချင်တာပဲပြန်ယူချင်တာပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့ဒီထဲမှာဝင်လုပ်လို့ရပါတယ်ဗျဒါဆိုရင်ကျွန်တော်ကတော့ဗီဒီယိုလေးတစ်ပုဒ်ကိုတင်ထားခဲ့တဲ့ပေါ့နော်တစ်ခုဝင်လိုက်မယ်ဝင်ပြီးတော့ကျွန်တော်တို့ဖြတ်ချင်တယ်ဆိုရင်လည်းဒီအဆက်ပြောက်လေး3ပြောက်ရှိပါတယ်ဗျအဲ့လေးကိုတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်လိုက်ရင်ဒီလိုလေးထွက်လာမှာပေါ့နော်ဖြတ်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီ delete ဆိုတာလေးကိုနှိပ်ဖြတ်ရမှာဖြစ်တယ်လို့ပြန်ပြီးတော့စေ့ချင်တယ် download gallery ထဲပြန်စေ့ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ save video ဆိုတာလေးရှိပါတယ်အဲ့လေးကိုနှိပ်လိုက်ရင်ရပါတယ်ဗျဟုတ်ကဲ့ဒီနည်းလမ်းလေးအတိုင်းပဲကျွန်တော်တို့ကFacebook မှာကိုတင်ခဲ့သမျှပေါ့နော် Facebook စသုံးကြတဲ့ကနေကိုတင်ခဲ့သမျှ story mind လေးတွေကိုပြန်ကြည့်လို့ရတဲ့ပြင်ပြန်ပြီးဖြတ်ချင်တယ်ဆိုရင်လည်းဖြတ်လို့ရပါတယ်ဗျဟုတ်ကဲ့ဒီနည်းလမ်းလေးအတိုင်းလိုက်လုပ်ကြည့်လို့ရပါတယ်ဒီနေ့ဗီဒီယိုလေးကိုဆုံးထိလိုက်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်